大家好，阿龙妹明来了先。古လာမဲမေလာထဲမှာ Nice Fair Travel ကနေစီစဉ်ထားပေးရဲ့ခီးစဉ်တစ်ခုနဲ့မိတ်ဆက်ပေးမယ်နော်။ဒီခီးစဉ်ကတော့တရုတ်နိုင်ငံယူနန်ပြည်နယ်ရဲ့ရွေဦးမြို့တော်လို့တင်စားခေါ်ဝေါ်ကြရဲ့ခွန်းမင်တာလီလီချင်နဲ့ရှန်ဂရီလာမြို့တွေကို9ညအိတ်8ရက်တွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ဒီခီးစဉ်လေးကိုအင်တာနက်အတူလိုက်ကြည့်လိုက်ရအောင်နော်越信任的发，他撒下手中牵挂，雨桥下，却是迟来者，掌心刻了。ခွန်းမင်မြို့ဟာဆိုရင်ယူနန်ပြည်နယ်ရဲ့မြို့တော်တစ်ခုဖြစ်ပြီးတော့ UNESCO အသိအမှတ်ပြု Stone Forest လို့ခေါ်တဲ့တဘာဝထုံးကျောက်တိုင်းတော်ရွေကိုအမှတ်ခံတက်နေရမှာဖြစ်ပါတယ်။ Stone Forest မှာဒေသခံကြီးလူမျိုးတွေရဲ့ရိုးရာအကားလာတွေရည်ကျဲမှုပုံစံတွေဝေစားဆင်မှုတွေကိုလေ့လာရင်မတရားတပုံရိုက်ကြမယ်။တရုတ်တိုင်ကားတွေကတိုင်မင်းသားကြီးတန်ယူရဲ့ဇာတိမျိုးဖြစ်တဲ့တာလီမှာလည်းအမတရားတပုံတွေရိုက်ကြမယ်။တာလီမျိုးရဲ့အထင်ကရတင်ကေတာနေရာတစ်ခုဖြစ်တဲ့ဇေဒီသုံးစုအပြင်နေကန်တွေစပိန်လေးစီးရင်ငကြက်လေးနဲ့အပန်းဖြေလေးရှိရဲ့အဟိုင်လစ်ကေကန်ကိုလည်းပုတ်ပေးအောင်ပါနော်။ဒီချင်းမျိုးကစိတ်လှရှားစရာကောင်းတဲ့ကမ္ဘာအရှည်ဆုံးခေဘက်ကားကြီးကိုစီးပြီးတော့တစ်နေ့ပတ်လုံးနင်းတွေဖုံးလွှမ်းနေတဲ့ Jade Dragon Snow Mountain ကိုလည်းတက်ကြမယ်။နောက်ပုံနဲ့ရောက်တယ်လို့ခံစားရမယ်။တောင်ချေက Blue Moon Valley မှာလည်းအမတ်တရားတပုံလေးတွေရိုက်ကြမယ်။ညဘက်မှာလည်းမီးရောင်စုံတွေနဲ့သူမြောင်လေးတွေတရားလေးတွေပေါ်ကဖျက်ရှောင်ရင်ကျင်းနူးခံစားရမယ်အချင်းမျိုးတော့ဒီချင်းအိုးထောင်းကိုလည်းရအောင်ပါပါနော်။ပို့စကတ်တိုင်းမှာအမြဲပါလေးရှိရဲ့ Black Dragon ဖူးဟာရောနင်းတောင်ကြီးတွေကိုရေကန်ထဲမှာအရေးအဖြစ်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ရှန်ဂရီလာမြို့မှာဆိုရင်လည်းတိဘက်ပုံစံအင်္ဂယ်လေးတွေကိုမြင်တွေ့ရမယ့်အပြင်ကမ္ဘာအကြီးဆုံးစတောင်းဝေးကြီးကိုအတူတကွလှည့်ပြီးတော့လူအားစတောင်းကြမယ်နော်။အော်ဒီခီးစဉ်ကတောင်ပေါ်ဒေသတွေနဲ့ရေခဲတောင်တွေရှိကိုအလဲပတ်သွားမှာဆိုတော့အနွေးရထူထူလေးတွေနဲ့ကင်မရာကောင်းလေးတွေယူခဲ့ဖို့မမေ့နဲ့အောင်နော်။ဒီခီးစဉ်ကတော့ 4 star hotel နဲ့စီစဉ်ထားတာဖြစ်ပြီးတော့အချိန်ပေါင်းများစွာရောက်ဖူးရဲ့ထိုးလီတာကိုယ်တိုင်ဝန်ဆောင်မှုပေးမှာဆိုတော့ဘာမှစိတ်မပူနဲ့အောင်နော်ခီးစဉ်လေးတွေကိုစိတ်ဝင်စားရဲဆိုရင်တော့ Nice Fair Travel ရဲ့ဒီဖုန်းနံပါတ်လေးတွေကိုဆက်သွယ်စုံစမ်းလိုက်တော့နော်